ခဲ့ရင်လမ်းမျိုးလေးတစ်မျိုးထဲကိုရောက်သွားတယ်လို့ခံစားစေရမယ် Kramji country side ဘက်ကိုခေါ်တော့ပြင်မယ်နော်ဒီနေရာလေးကကြတော့ကျတူဦးကိုသွားတဲ့လမ်းနဲ့တလမ်းထဲပဲနော်ဒါမဲ့ကျတူဦးဘက်ကိုမတွားဘဲနဲ့ဒီနီးနားမှာရှိတဲ့ရှန်ဒီဘက်ကိုတွားပြီးတော့ရှောက်လိုက်ခဲ့ကြပါရရှင်ဒီနေရာကိုအနီလိုင်းကနေစီးလာပြီးတော့ Kramji MRT စီးလာရပါတယ် Kramji MRT ကနေထွက်လာပြီးတော့အောက်ကိုဆင်းလိုက်ပါမယ် ACC ကနေထွက်လာပြီးတော့ bus stop ရှိတဲ့နေရာစီကိုရှောက်လာလိုက်ပါမယ် bus stop ကနေ bus ကားနံပါတ်995ပေါ့နော်995ကိုစီးလာရပါမယ်station ကနေဘတ်စီပြီးတော့ဖောင်းမတိုင်မှာဆင်းမဲ့ဆိုလို့ရှင်တော့မလေးရှားကိုလာမြင်နေရမယ်အရန်လာတဲ့ရေကန်ကြီးစီကိုအရင်ဆုံးရောက်ပါမယ်ပေါ့နော်အဲ့ရေကန်စီရောက်ခါနေကပေါ်ကနေလဲလာမြင်နေရတာမတိုင်မှာပြီးတော့ကြော်တော့မှလည်းမပူရတော့ဘူးပေါ့နော်ဘတ်ကမတိုင်ဟာဒီရေကန်ရှိတဲ့မှာပဲရှိတာမလို့9မိနစ်လောက်ပဲလာချော်ပြီးတော့ဒီရေကန်ကြီးစီကိုရောက်ပါလိမ့်မယ်ဒီကမှခဏနာပြီးတော့ကာစီဗီခရီးဆက်ခဲ့ကြပါတယ်နံပါတ်တိုင်လောက်ထပ်စီပြီး confirm organization ကိုရောက်ပါလိမ့်မယ်။ဒီထဲမှာကျတော့တဘာဝ trader ဒီပင်စားပင်တွေရဲ့ကိုသွားပြီးတော့လေ့လာလို့ရပါတယ်။ဒီရှားကလည်းကားမတိုင်နဲ့မျက်နှာရှင်းဆိုင်ဖြစ်ပါတယ်။ဒီဘက်တွေကိုရှောက်လိုက်မယ်ဆိုရင်နေလောင်တန်ကံပိုအင်ဂျီလက်ရှိရဲ့အုတ်ထုတ်တွေရဲ့ဝတ်လာခဲ့ဖို့အကြံပြုရှင်ပါတယ်ရှင်။ရှားထဲမှာတစ်ပင်ရည်တွေမရှိသလောက်ရှားတယ်ပေါ့နော်။နေရန်ပလန်နဲ့အသားမဲမှာတော့အဲ့ကနေကားစီးပြီးတော့စိတ်ချန်ရှိတဲ့နေရာစီကိုဘတ်စကားနဲ့စိတ်ချန်စီးတဲ့မတ်တိုင်ကျတုံဦးကိုတွားလို့ရတဲ့မတ်တိုင်နဲ့တူတူပဲပေါ့နော်ဒီဆိုင်ဘုတ်ရှိတဲ့မတ်တိုင်မှာဆင်းလိုက်ပါမယ်ပေါ့နော်ပန်းချန်ဆိုင်ပုံနဲ့မနရှင်းဆိုင်ပေါ့နော်ဒီစိတ်ချန်လေးကကျတော့ကျတုံဦးပန်းချန်ရဲ့ဆိုင်ပုံရဲ့မနရှင်းဆိုင်မှာပဲရှိပါတယ်မနရှင်းဆိုင်လမ်းတစ်ဖက်ပဲရှားတယ်ပေါ့နော်စိတ်ချန်တဲ့ကိုဝင်ကြည့်ကြပါမယ်လိုက်ခဲ့ကြပါအောင်ရှင်ဝင်းခွေကတော့အခမဲ့ပါရှင်စကလေးတွေကိုကိုယ်တိုင်အစာကျွေးလို့လည်းရပါတယ်စကလေးတွေကိုအစာကျွေးရှင်အဝင်ဝမှာပဲတစ်ထုပ်ကို$9နဲ့ဝယ်လို့ရပါတယ်ပတ်ချက်တဲ့အနေနဲ့သူတို့တစ်ထုပ်လေးပဲဝယ်ကျွေးလိုက်ပါတယ်လက်ကနေစကလေးတွေရှိတဲ့နေရာစီကိုရှော့လာခဲ့လိုက်ပါတယ်ဒီမှာရှိတဲ့စကလေးတွေကအရန်ကိုချစ်ဖို့ကောင်းပြီးတော့လူလည်းအရန်ရင်ပါတယ်ဒီနေရာကလည်းကာမတိုင်နဲ့မင်းရှင်းဆိုင်မှာပဲရှိပါတယ်ကာမတိုင်ကနေဆင်းလာပြီးတော့လမ်းကူးလိုက်ရုံနဲ့ဒီစိတ်ချန်လေးကိုတန်းပြီးတော့ရောက်ပြီပေါ့နော်ငွေရှင်းတွေကိုတစ်ထုပ်ပဲဝယ်ကျွေးပြီးတော့ပုံလေးအများကြီးရိုက်ခဲ့ပါတယ်ပြီးအင်ဂျီတွေကိုက်ဆွဲတာတော့အိတ်တွေပါတွေလမ်းပြီးတော့ကိုက်ဆွဲတာလို့လည်းလုပ်ထပ်ပါသေးတယ်စိတ်ချန်ရဲ့နာမည်က Hey Diary ဖြစ်ပါတယ်ဒီမှာတဘာဝစိတ်လုံးစစ်စစ်တွေကိုလည်းဝယ်လို့ရပါတယ်ရှန်အနေနဲ့ပြန်လဲပြီးတော့နောက်ထပ် Petroway Karina Sha ဆိုတဲ့ရှန်တစ်ခုထဲကိုသွားခဲ့ကြပါတယ်။လမ်းဘေးတစ်ဖက်မှာကျတော့ဒီနင်းပန်းတီးလေးတွေအများကြီးတွေ့ရပါတယ်။အောက်မှာကျွေးကြနေရလေးလည်းအများကြီးပေါ့နော်။အပင်လေးတွေကလည်းအရန်နှိပ်ပြီးတော့တီးတွေအများကြီးတွေ့ရပါတယ်။နောက်ကိုင်းခုနမလေးလောက်လမ်းလျှောက်ပြီးတော့ Bistro by Karina Sha ဆိုတဲ့ရှန်တစ်ခုထဲကိုထပ်ပြီးရောက်လာခဲ့ကြပါတယ်ရှင်ဒီရှန်လေးကလည်းစိုက်ပျိုးရေးရှန်တစ်ခုဖြစ်ပြီးတော့အထက်မှာစားတောက်ဆိုင်ရှိပါတယ်လမ်းလျှောက်ပြီးဘိုက်ဆာလာတော့အဖင်ဝမှာတွေ့တဲ့စားတောက်ဆိုင်ဘက်ကိုရှော့လာခဲ့ကြပါတယ်စားတောက်ဆိုင်ရဲ့ရှေ့မှာသူတို့ decoration လုပ်ထားတဲ့ရန်ကိုလာပါတယ်ဒီမှာကျတော့အင်တာတွေကစားရှိပါတယ်ဒီနေရာလေးကအရန်ကိုမှအေးချမ်းပြီးတော့ကြပြဆန်တဲ့နေရာလေးလည်းဖြစ်ပါတယ်အဲတော့ပတ်ပတ်လည်ဝင်ပြီးတော့ဓာတ်ပုံတွေလည်းရိုက်ခဲ့ကြပါတယ်စောကြီးထွက်လို့အချိန်ရတယ်ဆိုလို့ရှိရင်နောက်ဆုံးမှတ်တိုင်မှာဆင်းပြီးတော့နွားတွေချီတဲ့နေရာစီကိုရှောက်လဲလို့ရပါသေးတယ်ဒီနေ့ဖြူပြတဲ့နေရာတွေကကျတော့ကျတုံဦးတွေလို့အထဲထိလမ်းလျှောက်ဆရာမလို့ပဲနဲ့ Kramji country side ရဲ့လမ်းဘေးနားလေးရရှန်တွေကိုပြောင်းလဲနေနဲ့ရှောက်လဲခဲ့ကြတာပါဒီနေရာဖက်ကို space ရက်တွေမှာသူငယ်ချင်းတွေနဲ့တွားလဲဖို့အကြံပြုချင်ပါတယ်ရှင်တတာပါ